ပါပါတယ်တော်တော်လေးရော့ပါအမတို့ငိုရာတော့ဘာလို့မသိညဲ့တချို့ကညဲ့အစစ်အားရတယ်သူလက်ချက်လိုက်မယ်လုံးဝမတူတော့တအားပွဲပြတယ်အဲ့ဒါပြိတ္တကသိအဓိကပြိတ္တကိုမညာဖို့ရည်ကြီးပြိတ္တကိုစေတနာထားဖို့ရည်ကြီးအဲ့ဒီငိုလိုက်တာမရတယ်မျက်တောင်ညဲ့တူလေးထည့်လိုက်ရေပတဲ့ကမလာဘူးနဲ့လုံးဝမရအဲ့ဒါရေရှည်မရဘူးနော်အမအခုလိုရက်တည်နေနိုင်တယ်ဒီလိုဒီအချိန်မှာအမဒီသက်ပြမှာရက်တည်နေနိုင်တယ်ဆိုပြိတ္တပေါ်မှာစေတနာရမ်းထားတယ်ကိုကိုကြည့်ရတဲ့အချိန်ကြီးကိုကြည့်ရတဲ့ငွေတွေမကုန်ဘူးအမရဲ့မေတ္တာအပြည့်ပေးတယ်ပင်မန်းစီအဲ့လိုစေတနာထားမှသူတို့ရှင်မေတ္တာပြန်ရတာနော်ငါတို့ဘောလေးလိုလိုက်မယ်အလှပါလေးပဲဥစားပဲနော်လူတယောက်ပါလေတရုပ်ဆောင်တယောက်ဖြစ်လို့ရှိရင် item ဘယ်နဲ့နံပါတ်1နံပါတ်2ကတော့ fashion ပါနံပါတ်3ကရုပ်ရည်ဒီနောက်ဆုံးပါရှိဒီခေတ်မှာတော့ကွာပြင်လိုက်ဆင်လိုက်ရင်တော့ရုပ်ရည်ကအားထွက်တာပဲမှန်တယ်လေဒါပေမဲ့ရုပ်ရည်